ဒီလိုမျိုး A grade ဖြစ်လာခဲ့တာကိုသူကိုယ်တိုင်လည်းနောင်တရမိတယ်အကယ်၍သူသာရိုးရိုးမင်းသားတစ်ပါးဖြစ်ခဲ့မယ်ဆိုရင်ကျမကိုတေချာပေါက်ကာကွယ်ပေးနိုင်မှာပဲဒါပေမဲ့ဝင်ကြီးချုပ်ကြီးကွယ်လွန်သွားတဲ့အခါနင်အားကိုဘသူကစောက်ရှောက်ပေးနိုင်မှာလဲမင်းကြီးရဲ့စကားတွေကဖခင်ဖြစ်သူရဲ့နှလုံးသားကိုထိမှန်သွားစေတယ်တိုက်ပွဲမြေပြင်မှာမြင်းစည်းစစ်ထိုးနေရတဲ့သူတွေမို့ကျမကိုအချိန်တိုင်းဂရုမစိုက်ပေးနိုင်တာအမှန်ပဲဖခင်ကြီးဟာလည်းသူ့ကိုမင်းသွားတဲ့အခါကျမကိုစောက်ရှောက်မဲ့သူမရှိမှာကိုစိုးရိမ်နေခဲ့တာအကယ်၍ဝင်ကြီးချုပ်ကြီးသာသဘောတူမယ်ဆိုရင်ကျွန်တော်နင်အားကိုစောက်ရှောက်ပေးပါမယ်နင်အားကလေးနန်းတွင်းထဲမှာအေးအေးချမ်းချမ်းနဲ့ဘာပူပင်ကြောင်းကြမှုမှမရှိစေရဘူးလို့ကျွန်တော်အာမခံပါတယ်ဝင်ကြီးချုပ်ကြီးမှာစိုးရိမ်မှုတွေရှိနေသေးတယ်ဆိုရင်နင်အားသာနည်းနည်းလေးမှစိတ်ဆင်းရဲခဲ့ရမယ်ဆိုရင်ဒီထီးနှန်းကိုတော့ဆွတ်လွတ်ပေးမယ်လို့ကိုရောအမိန့်တော်ပြန်ပါမယ်မင်းကြီးရဲ့ဒီစကားတွေကိုကြားပြီးနောက်အဖေဟာအကြာကြီးစဉ်းစားပြီးမှခေါင်းညှိလက်ခံလိုက်တယ်တနာရီတောင်မပြည့်ခင်မှာပဲမင်းကြီးကကျမကိုဟောင်ကွေ့ဖေးအဖြစ်ခန့်အပ်တဲ့အမိန့်တော်ဟာတစ်မျိုးလုံးကိုပြန့်နှံ့သွားခဲ့တယ်မြို့သူမြို့သားတွေအားလုံးအံ့ဩမြင်သက်သွားကြရတယ်ဘိုးဘေးတွေချမှတ်ထားခဲ့တဲ့စီးမြင်အရာကိုလုတ်တော်တွေယာရုတိုးဖို့ဆိုတာသတ်မှတ်ချက်တွေရှိပြီးအရေးကြီးဆုံးကမင်းသားတစ်ပါးဖွားမြင်ပေးနိုင်ဖို့ပဲဒါပေမဲ့ကျမကတော့နန်းတော်ထဲတောင်မဝင်ရသေးခင်မှာပဲဟောင်ကွေ့ဖေးအဖြစ်ထူးထူးခြားခြားချီးမြှင့်ခံခဲ့ရတယ်ဒါဟာတကယ်ကိုကြီးမားလာတဲ့မျက်နှာသာပေးမှုပဲအချိန်ကအရန်ကတ်နေတော့ရွှေလက်ဝတ်ရတနာတစ်စုံလုံးလုပ်ဖို့အချိန်မီပါမလားဆိုတာမသိနိုင်တော့ဘူးမကြီးဖြစ်သူကကျမအတွက်စိုးရိမ်ပြီးစိတ်မကောင်းဖြစ်နေရှာတယ်တကယ်လို့အချိန်မမီတော့ရင်ငါတို့မင်္ဂလာဆောင်တုန်းကမေတော်ကြီးချီးမြှင့်ထားတဲ့အဲ့ဒီလက်ဝတ်ရတနာဆောင်ကိုပဲယူသွားလိုက်တော့အာနင်လေးကိုဘာလို့နန်းတော်ထဲလွှတ်ရတာလဲဒီနန်းနောက်ဆောင်ကအိမ်နဲ့မတူဘူးဒီမှာဆိုရင်ငါတို့ကာကွယ်ပေးလို့ရပေမဲ့နန်းတော်ထဲမှာသူ့ကိုဘသူကကာကွယ်ပေးမှာလဲမကြီးဖြစ်သူဟာအထုပ်ပိုးပြင်နေတဲ့လက်တွေကိုရက်လိုက်ပြီးအောင်းဤထားသမျှမျက်ရည်တွေဝေါခနဲ့ကြလာတော့တယ်မရီဆိုတာမိခင်နဲ့တူတယ်ဆိုသလိုပဲမရီဟာအိမ်ကိုရောက်လာတဲ့ကကျမပေါ်အရန်ကိုစိတ်ရင်းနဲ့ဂရုစိုက်ပေးခဲ့တာကျမနေမကောင်းဖြစ်ရင်မရီကပဲတညလုံးမအိပ်ပဲဆောက်ရှောက်ပေးခဲ့တာပါဝင်ကြီးချုပ်အိမ်တော်ရဲ့စီးစိမ်ကိုမျက်စိကျပြီးမတမာတဲ့စိတ်နဲ့လာရောက်တောင်းရမ်းတဲ့သူတွေကိုလည်းမရီကပဲအပြတ်တက်မောင်းထုတ်ပေးခဲ့တာကျမသာအိမ်တော်ရဲ့အရေးအောက်ကထွက်သွားရင်ဒုက္ခရောက်မှာကိုသူအရန်စိုးရိမ်နေခဲ့တယ်အာနင်လေးမမအသက်ရှိတဲ့၍ဘသူမှနင့်ကိုအနိုင်ကျင့်လို့မရစေရဘူးအချိန်တွေကမြန်မြန်ကုန်ဆုံးသွားပြီးကျမနန်းတော်ထဲဝင်ရမယ့်နေ့ကိုရောက်လာခဲ့ပြီးတမျိုးလုံးမှာအနီရောင်တွေဆင်ရင်ပြီးမိထွန်းညှိထားတာဟာတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့မြင်ကွင်းပဲဒါဟာအေဂရက်နဲ့မိဖုရားခေါင်ကြီးတို့ရဲ့မင်္ဂလာပွဲမှာပဲမြင်တွေ့ရမယ့်ခမ်းနားထည်ဝါမှုမျိုးပါနန်းတွင်းသူတွေနဲ့မိမဆိုးတစုကကျမကိုအလှဆင်ထားတဲ့အခန်းတစ်ခုထဲခေါ်သွားကြတယ်ခေါင်းပေါ်ကတရကူကအရန်လေးနေလို့ချွတ်ဖို့လန်းလန်းလိုက်တဲ့အချိန်မှာပဲဘေးကအထင်းတော်တစ်ယောက်ကကျမရဲ့လက်ဖမိုးကိုရိုက်ချလိုက်တယ်ဘာလို့တာလဲစီကံမရှိလိုက်တာငယ်ကလေးကတခါမှအရိုက်မခံခဲ့ရတဲ့ကျမဟာကြောင်အန်းသွားမိတယ်ကျမရဲ့အစီကံမလေးကကျမဘက်ကနေဝင်ပြောပေးဖို့လုပ်ပေမဲ့အဲ့ဒီအထင်းတော်အိုကြီးရဲ့ပါးရဲ့ချင်းကိုပဲခံလိုက်ရတယ်နန်းနောက်ဆောင်မှာမိဖုရားခေါင်ကြီးတပါးတည်းသာတခင်မပဲနေရာကောင်းရချင်ရင်လေအခြေအနေကိုအရင်ကြည့်ဦး